အရင် chapter အဆုံးမှာ Imu က Luffy ကို Joy Boy လို့ခေါ်ခဲ့တာကြောင့် Luffy အနေနဲ့သူဟာ Joy Boy မဟုတ်ပါဘူးသူနာမည်က Monkey D. Luffy ပါပင်လယ်မြပြင်ဖြစ်လာမဲ့လူဆိုပြီးပြောခဲ့တယ်မဟုတ်လားအဲ့ဒါကြောင့် Imu က Joy Boy နဲ့ပတ်သက်တဲ့အတိတ်ကအဖြစ်အပျက်တစ်ခုကိုပြန်မြင်အောင်မိသွားတဲ့ပုံစံမျိုးပါအဖြစ်အပျက်ရဲ့အစမှာတော့လူတစ်ယောက်က Hello တခုခုပြန်ပြောပါအောင်လို့ပြောလိုက်ပါတယ်တစ်ဖက်ကလူကလည်းဖုန်းကင်လိုက်ပြီး Hello လို့ပြန်ပြောလိုက်တဲ့အချိန်မှာတော့နှစ်ဖက်လုံးကဟင်းဟန်ဟားတွေဖြစ်ကုန်ကြတာကိုတွေ့ရမှာပါပြောရရင်ဖုန်းဆက်တဲ့လူကလည်းသူဘယ်သူ့ကိုဖုန်းဆက်နေမှမသိဖုန်းကင်လိုက်တဲ့လူကလည်းဖုန်းဆက်နေတဲ့လူကဘယ်သူလဲဆိုတာမသိဆိုတာမျိုးဖြစ်နေတာပါအဲ့လိုနဲ့အပြန်အလှန်ဟင်းဟန်ဟားတွေပြောပြီးတဲ့နောက်မှာတော့ဖုန်းဆက်တဲ့လူကမင်းဘယ်သူလဲလို့အရင်မေးလိုက်ပါတယ်ဖုန်းကင်လိုက်တဲ့လူကလည်းဒါအမှုပါ Imu မင်းရောဘယ်သူလဲလို့ပြန်တော့ပြန်လိုက်တာကိုတွေ့ရမှာပါ Imu သူဟာသူမိတ်ဆက်တဲ့ပုံစံက James Bond သူဟာသူမိတ်ဆက်တဲ့ပုံစံနဲ့တောင်မှတွားတူနေပါသေးတယ် James Bond ကလည်းသူဟာသူမိတ်ဆက်ပြီးဆိုရင် Bond James Bond ဆိုပြီးအနောက်နာမည်ကိုအရင်ပြောပြီးမှပဲသူ့ရဲ့နာမည်အပြည့်အစုံကိုပြောတာ哦အခုဆိုရင်အဲ့ဒါကသူ့ရဲ့ iconic ဖြစ်တဲ့အရာတွေထဲကတစ်ခုတောင်ဖြစ်နေပါပြီ Imu ကတော့တမင်အဲ့လိုလုပ်ပြီးပြောတာမဟုတ်ပါဘူး Imu ကသူ့ဟာသူမူလို့ခေါ်လေးရှိတာကြောင့်မတော်တဆအဲ့လိုပြောမိလိုက်တဲ့ပုံစံမျိုးပါ Imu ကမင်းဘယ်သူလဲလို့ပြန်မေးလိုက်တာကြောင့်ဖုန်းဆက်ခေါ်တဲ့လူကလည်းအော်ငါလားငါ Joy Boy လေဆိုပြီးပြန်တော့ပြန်လိုက်ပါတော့တယ်ဒီမှာဆိုရင် Joy Boy ရဲ့မျက်နှာအောက်ပိုင်းကိုတောင်မှပြထားပေးပါသေးတယ်ဒါပေမဲ့လည်းအမောင်ထဲမှာရှိနေတဲ့ပုံစံနဲ့ဆွဲထားပေးတာကြောင့်တီချာတော့မတွေ့ရပါဘူးကျွန်တော်ကတော့ပြောရဲတယ်ဒီမျက်နှာကိုမြင်ချင်းအားလုံးရဲ့ကောင်းထဲမှာလူဖီနဲ့အရန်တူတယ်ဆိုတဲ့အတွေးတွေတီချာပေါ်လာပါလိမ့်မယ်ကျွန်တော်ဆိုရင်လည်းလူဖီကိုပဲအရင်ပြေးမြင်မိတာပါတကယ်လည်းချွတ်ဆွနီးပါတူနေတာ哦အ ਨੇ ဆုံးတော့မျက်နှာအောက်ပိုင်းပေါ့ဗျာအပေါ်ပိုင်းကတော့ဘယ်လိုလာမလဲမသိဘူး Joy Boy ရဲ့ခန္ဓာကိုယ်အနေအထားဟိုစားစီရင်တဲ့ပုံစံမျက်နှာအောက်ပိုင်းအပြုံးဒါတွေအားလုံးကလူဖီနဲ့တော်တော်လေးကိုတူနေတာပါမတိတဲ့လူတွေဆိုရင် Joy Boy ရဲ့အရေးကိုလူဖီရဲ့အရေးလို့တောင်မှထင်နေကြမှာတေးကြတယ်အဲ့တော့ Joy Boy ကိုတကယ်မြင်ရတဲ့အချိန်ကြာရင်လူဖီနီးပါချွတ်ဆွတူနေလိမ့်မယ်လို့မျှော်လင့်ထားကြပါအိုဒါကအရေးတွေကိုဖြစ်တယ်လို့ဆွဲပေးနေကြမှလို့အခုချိန်ထိမြင်ထားရတဲ့ Joy Boy ရဲ့အရေးတွေကအရေးအစ်စ်ဖြစ်ပါမလားတကယ်တွေ့ရတဲ့အချိန်ကြာရင်တခြားစီဖြစ်နေမလားဆိုပြီးတန်တရားဝင်ကောင်းဝင်နေလိမ့်မယ်ဒါလည်းဖြစ်နိုင်ခြေတစ်ခုပဲဆိုပေမဲ့ကျွန်တော်ကတော့မထင်ဘူးအိုဒါအရေးတွေကိုပေါက်တက်ကရဆွဲပေးလေးရှိတယ်ဆိုတာကတော့ဟုတ်ပါတယ်ဒါပေမဲ့ One Piece တမိုင်းတစ်ခုလုံးရဲ့အရေးအကြီးဆုံးလူလို့ပြောလို့ရတဲ့ Joy Boy ရဲ့အရေးကိုအိုဒါကဖြစ်တယ်လို့ဆွဲပေးလိမ့်မယ်လို့ကျွန်တော်ကတော့မထင်ဘူးစဉ်းစားကြည့်လိုက်ဗျာ One Piece ကပတမိုင်းအတွက် Joy Boy လောက်အရေးကြီးတဲ့လူဆိုတာရှိလို့လားတမိုင်းမှမဟုတ်ပါဘူးအနာဂတ်အတွက်ဆိုရင်လည်း Joy Boy ကအရေးအပါဆုံးလူတွေထဲကတယောက်လို့ပြောလို့ရတယ်လူဖီတောင်မှလောလောဆယ်မှာ Joy Boy လောက်အရေးမကြီးသေးပါဘူးတချို့အရေးတွေကိုအိုဒါကပေါက်တက်ကရဆွဲတယ်ဆိုတာဆွဲချင်လို့ဆိုတာထက်စက်ကောင်တစ်ခုကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုတေချာမစင်စားရသေးလို့ဒါ placeholder အနေနဲ့ဆွဲထားပေးတဲ့ပုံစံမျိုးပါအိုဒါအနေနဲ့ Joy Boy ကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုဟိုးအရင်ကတည်းကစဉ်းစားပြီးသားဖြစ်နေမယ်လို့ကျွန်တော်ကတော့ပြောရဲတယ်ပြောချင်တာကတော့လက်ရှိကျွန်တော်တို့တွေ့ထားရတဲ့ Joy Boy ရဲ့အရေးကအရေးစစ်တွေဟုတ်ပါမလားဆိုတာကိုစိတ်ပူစရာမလိုပါဘူး Joy Boy ရဲ့အရေးမှာ Joy Boy ရဲ့အရေးပါပဲ Imu နဲ့ Joy Boy တို့တွေကဖုန်းကနေတဆင့်စကားပြောနေကြတယ်ဆိုပေမဲ့တခုရှိတာကတန်တန်မှုရှိကိုတုံးပြီးပြောနေတာဟုတ်ချင်မှဟုတ်မှာပါ Vega ဖောင်းရဲ့အဆိုအရဆိုရင် Voice Century အတွင်းမှာကဘာကြီးကအင်မတန်ကိုတိုးတက်ခဲ့ပါတယ်အဟက်ကျွန်းထက်တောင်မှပိုပြီးတိုးတက်ခဲ့တဲ့တိုင်းပြည်တွေရှိခဲ့တာပါအဲ့တော့သူတို့ခေတ်တုန်းကတနေရာကနေတနေရာကိုဆက်သွယ်ဖို့တန်တန်မှုရှိအစားတခြားနည်းပညာတွေကိုတုံးခဲ့နေနိုင်ခြေရှိတယ် Voice Century အတွင်းမှာကျွန်တော်တို့ပြင်ကဘာလိုပဲ smartphone တွေဘာတွေတောင်မှမရှိဘူးလို့ပြောလို့မရဘူး Imu နဲ့ Joy Boy တို့တွေကမင်းဘသူလဲငါဘသူလဲဆိုတာကိုပဲအပြန်အလှန်မင်းနေကြတယ်ဆိုပေမဲ့ဒီဖုန်းခေါ်ကနေတဆင့် Imu နဲ့ Joy Boy တို့ရဲ့ဆက်ဆံရေးကိုခက်မှန်းကြည့်လို့ရတယ်လို့ပြောရင်ယုံမလားဘာကြောင့်အခုလိုပြောလဲဆိုတာကိုရှင်းပြမယ်အရင်ဆုံးပြောရမှာကတော့ဒါက Joy Boy နဲ့ Imu တို့နဲ့ရောက်ပထမဦးဆုံးအချင်းအပြန်အလှန်စကားပြောဖူးတဲ့အခိုင်အတန့်ဖြစ်ပါလိမ့်မယ်ဘာကြောင့်ဆိုတယောက်နဲ့တယောက်သာတည်နေကြမယ်ဆိုရင်မင်းဘသူလဲငါဘသူလဲဆိုပြီးမင်းနေစရာအကြောင်းမရှိဘူးဗျာဟုတ်တယ်မလား Imu က Joy Boy ကိုမတည်ဘူးဆိုရင်တောင်မှ Joy Boy က Imu ကိုတည်နေမယ်ဆိုရင် Joy Boy အနေနဲ့မင်းကဘသူလဲဆိုပြီးမှမင်းနေမှာမဟုတ်ဘူးအခုဟာကနှစ်ယောက်သာဖုန်းတာပြောနေကြတာအချင်းချင်းကအတန်တောင်မှကြားဖူးတဲ့ပုံမပေါ်ဘူးကျွန်တော်အထင်ကတော့လူဖီယာသူဟာသူ Joy Boy မဟုတ်ဘူးလို့ပြောနေတာကြောင့် Imu က Joy Boy နဲ့ပထမဦးဆုံးအချင်းစကားပြောဖူးတဲ့အခိုင်အတန့်ကိုပြန်တတိယသွားတာဖြစ်ပါလိမ့်မယ်ဒါလည်းအတိတ်ပဲရှိတယ်လေနောက်ပြီးဂျပန်နေရဲ့အဆိုအရာကတော့ Imu ရဲ့စကားပြောတဲ့ပုံစံကကလေးတယောက်နဲ့တူနေတယ်လို့သိရတယ်လက်ရှိပစ္စုပန်မှာ Imu စကားပြောတဲ့ပုံစံကတခါတလေကြာရင်ကလေးတယောက်နဲ့တွားစင်နေလေးရှိတယ်ဆိုပေမဲ့ဒီတစ်ချိန်ကျတော့ပူပြီးတော့တောင်တူနေတယ်လို့ပြောနေကြတာဖြစ်တယ်ဘာလို့အဲ့လိုပြောနေကြလဲဆိုတာကိုရှင်းပြပေးမယ်ဂျပန်ဘာသာစကားမှာဟီရာဂါနာကာတာကာနာနဲ့ခန်ဂျီဆိုပြီးစာရေးတဲ့စနစ်၃ခုရှိပါတယ်ဟီရာဂါနာနဲ့ကာတာကာနာကတခြားဘာသာတွေထဲက alphabet တွေလိုပဲဆိုပေမဲ့ထူးခြားတာကတော့တရုတ်ဘာသာစကားကနေဆင်းသက်လာတဲ့ခန်ဂျီတွေပါကျွန်တော်လေ့လာမိတဲ့လောက်ဆိုရင်ခန်ဂျီစကားလုံးကစုစုပေါင်း9000လောက်ရှိတာဖြစ်ပြီးခန်ဂျီစကားလုံးတစ်ခုချင်းစီမှာလည်းအတိတ်ပဲကတစ်ခုထက်မကရှိပါတယ်ဂျပန်လူမျိုးတွေတောင်မှခန်ဂျီကိုလေ့လာဖို့အတွက်ဆယ်စုနှစ်နဲ့ချီပြီးအချိန်ပေးကြရတာပါအဓိကပြောချင်တာကတော့ဂျပန်လူမျိုးတိုင်းကတောင်မှခန်ဂျီကိုကောင်းကောင်းသုံးသပ်ကြတာမဟုတ်ပါဘူး Imu ကလည်းလက်ရှိပစ္စုပန်မှာသူ့ဟာသူမိတ်ဆက်ပြီးဆိုရင်ခန်ဂျီစကားလုံးတွေကိုတုံးလေးရှိတယ်လို့သိရတယ်ကျွန်တော်ကတော့ဂျပန်စကားမတတ်တဲ့အတွက်ဘယ်ခန်ဂျီကိုတုံးလဲဆိုတာကိုတော့အသေးစိတ်ကြီးရှင်းပြမနေတော့ဘူးသိရတဲ့လောက်ဆို
ရင်တော့ anime ထဲက villain တွေနဲ့ဖျားတွေစကားပြောတဲ့အချိန်သုံးနေကြစကားလုံးတွေကို Imu ကသုံးနေရှိတာဖြစ်တယ်ဒါပေမဲ့ဒီမှာကျတော့ Imu ကသူ့ဟာသူမိတ်ဆက်တဲ့အချိန်ခံကြီးအစား Hiragana ကိုပဲသုံးထားပါတယ်တခုရှိတာက Hiragana သုံးတိုင်းကလေးလို့ပြောတာမဟုတ်ဘူးနော်ဇက်ကောင်တစ်ခုကငငယ်ကလေးကနေကြီးတဲ့အထိ Hiragana နဲ့ပဲစကားပြောမယ်ဆိုရင်တော့ကိစ္စမရှိဘူးသူကိုယ်တိုင်ကအဲ့လိုပုံစံနဲ့ပြောချင်တာဖြစ်သွားပြီဒါပေမဲ့ Imu ကကြတော့လက်ရှိပစ္စုပန်မှာခံကြီးတွေကိုသုံးပြီးပြောတယ်လူပါအဲ့တော့ပြောရရင် Imu စကားပြောတဲ့ပုံစံကအရင်ကတစ်မျိုးအခုကျတော့တစ်မျိုးဖြစ်နေတာပါအဲ့ဒါကြောင့်လဲ Joy Boy နဲ့ Imu တို့စတွေ့ခါစားတော့က Imu အနေနဲ့ငငယ်လေးပဲရှိသေးပါတယ်လို့ပြောနေကြတယ်ဆိုပါတော့ငယ်တယ်ဆိုတဲ့နေရာမှာဘယ်လောက်ထိငယ်မလဲဆိုတာကိုတော့အတိအကျပြောရခက်တယ်5-6နှစ်အရွယ်ကလေးတစ်ယောက်လည်းဖြစ်နိုင်တယ်လို့14-15နှစ်အရွယ်စေကျော်တက်ကောင်လေးတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ် Imu တစ်ယောက်တည်းမဟုတ်ပါဘူး Joy Boy ရဲ့စကားပြောတဲ့ပုံစံကလည်းအသက်ငငယ်ရွယ်ရွယ်လူတစ်ယောက်ပြောတဲ့ပုံစံနဲ့တူနေတယ်လို့ပြောနေကြပါသေးတယ်အဲ့လိုနဲ့ပဲဒီအဖြစ်အပျက်ဖြစ်သွားတော့က Imu နဲ့ Joy Boy တို့နှစ်ယောက်လုံးဟာငငယ်လေးပဲရှိသေးပါတယ်ဆိုတဲ့ theory တွေထွက်လာတယ်ဆိုပါတော့ Imu ရဲ့စကားပြောတဲ့ပုံစံကကလေးစံရုံတင်မကပါဘူးအပြစ်ကင်းစင်တဲ့လူတစ်ယောက်ရဲ့ပြောပုံဆိုပုံနဲ့လည်းတွားတူနေတယ်လို့သိရပါတယ်ပြောရမယ်ဆိုကဘာကြီးကိုအုပ်ချုပ်တဲ့ကိစ္စနဲ့ပတ်သက်ရင်ဘာဆိုဘာမှမသိသေးတဲ့လူတစ်ယောက်ပေါ့ဗျာကဘာကြီးကိုအုပ်ချုပ်တယ်ဆိုလို့ပြောအောင်မယ်ဒီအဖြစ်ပြက်မှာ Imu အနေနဲ့ကဘာကြီးကိုအမောင်ထုထဲကနေအုပ်ချုပ်တဲ့လူတစ်ယောက်မဖြစ်သေးဘူးဆိုတာသိချတာတော့ပါပဲကျွန်တော်တို့သိကြတဲ့အတိုင်းလက်ရှိပစ္စုပန်မှာ Imu ကသူ့ရဲ့တည်ရှိမှုကိုသူ့ရဲ့လက်အောက်ခံတွေကလွဲရင်ဘယ်သူကိုမှပေးမသိပါဘူးမတော်တဆတိသွားမယ်ဆိုရင်တော့မှတိသွားတဲ့လူကိုအတဲအတန်လိုက်တက်ခိုင်းတဲ့လူစားမျိုးပါဒါပေမဲ့ဒီမှာကျတော့ Imu ကတစ်ဖက်ကလူဘယ်သူလဲဆိုတာကိုမသိနေတာတော့မှသူ့ရဲ့နာမည်ကိုအလွယ်တကူနဲ့ပြလိုက်ပါတယ်အကယ်၍ Imu ဒါအဲ့ကတဲ့ကနေသူ့ရဲ့တည်ရှိမှုကိုလျှို့ဝှက်ထားမယ်ဆိုရင်သူ့နာမည်ကိုပြဖို့မပြောနဲ့ဖုန်းတော်မှာကင်မှာမဟုတ်ဘူးဒီအချက်တွေကြောင့်လည်း Imu ဟာအဲ့တော့ကအခုလိုကောက်ကြည့်ရုံမာတဲ့အာနာရှင်တဲ့ရောက်မဖြစ်သေးဘူးဆိုတာတိကျတဲ့လောက်ကိုရှိနေပါတယ်နောက်ပိုင်းကျမှအကြောင်းမျိုးကြောင့်တကဘာလုံးကိုမတရားအုပ်ချုပ်ခြင်းနဲ့လူတစ်ယောက်ဖြစ်သွားပါတယ်ဆိုတာမျိုးပေါ့ဒီလိုဖြစ်လာမယ်ဆိုရင်လည်းအတိတ်ပဲတော့ရှိတယ်အရင် chapter တစ်ခုမှာတော့က Imu နဲ့ Joy Boy တို့တွေဟာတစ်ချိန်လုံးကခင်မင်ခဲ့ကြတယ်ဆိုတာကိုတွေ့ခဲ့ရတယ်မဟုတ်လားဘယ်လောက်ထိခင်မင်ခဲ့တာလဲအချစ်ဆုံးတငယ်ချင်းတွေတော့ဖြစ်ခဲ့တာလားဆိုတာကတော့ပြောရခက်တယ်ဆိုပေမဲ့သူတို့နှစ်ယောက်ကြားထဲမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်ဆိုတာကတော့တတိယဝင်စရာမရှိပါဘူး Joy Boy ကဘယ်လိုလူဖြစ်နေမလဲဆိုတာအတိအကျပြောရခက်တယ်ဆိုပေမဲ့ Luffy နဲ့တော့အတိုင်းတာတစ်ခုထိတူနေမှာပဲအဲ့တော့ Joy Boy ကလည်းသူများတွေရဲ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့လူတခြားလူတွေကိုမတရားမအုပ်ဆိုးခြင်းတဲ့လူမျိုးဖြစ်နေပါလိမ့်မယ်အဲ့လိုဖြစ်နေလို့လဲနိုင်ငံ20မဟာမိတ်နဲ့ Joy Boy တို့တွေကစစ်တိုက်ခဲ့ကြတာပေါ့ဗျာတခြားလူတွေရဲ့လွတ်လပ်မှုကိုတန်ဖိုးထားတဲ့လူတစ်ယောက်ကအကျင့်ပြတ်ချစားနေတဲ့ဘီရင်တစ်ယောက်နဲ့တငယ်ချင်းဖြစ်မယ်လို့ထင်လားမြင်တောင်ပြောရရင် Luffy ကဘယ်ခိုရီလိုဘီရင်တစ်ယောက်နဲ့ဘော်ဒါတွေဖြစ်နိုင်မယ်လို့ထင်ကြလားဘယ်လိုနီးနဲ့မှကိုမဖြစ်နိုင်ဘူးဟုတ်တယ်မလားအဲ့တော့ Imu ဒါဟိုးအစကတည်းကနေအကျင့်မကောင်းတဲ့လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် Joy Boy နဲ့ခင်မင်ခဲ့စရာအကြောင်းတစ်စက်ကလေးမှကိုမရှိတာပါ Joy Boy လိုလူနဲ့ခင်မင်ခဲ့ပါတယ်ဆိုတဲ့အချက်လေးတစ်ခုထဲနဲ့တင် Imu ဟာတစ်ချိန်လုံးကစိတ်ထားကောင်းခဲ့တယ်ဆိုတာသိတာပါတယ်နောက်ပိုင်းကျမှအကြောင်းမျိုးကြောင့် Joy Boy နဲ့ Imu တို့တွေကကွဲသွားခဲ့ပြီး Imu ကကျွန်တော်တို့တည်ထားတဲ့ပုံစံဖြစ်လာပါတယ်ဆိုတာမျိုးပေါ့ Imu နဲ့ Joy Boy တို့စကားပြောနေကြတဲ့ဇက်ဝင်ခန်းကိုတွေ့ခဲ့ရတဲ့ chapter ကတည်းကနေဒီ theory ကထွက်လာခဲ့တာပါအခုတော့ပို့ပြီးတော့မှဖြစ်နိုင်ချေများသွားပါပြီ theory ကိုပြန်ချုပ်ရမယ်ဆိုရင်ဒါက Imu နဲ့ Joy Boy တို့ရဲ့ပထမဦးဆုံးအချိန်တွေ့ဆုံမှုဖြစ်ပြီးအဲ့တော့ကနှစ်ယောက်လုံးဟာငငယ်လေးပဲရှိပါသေးတယ် Imu ကတော့ဘာအပြစ်မှမရှိတဲ့ကလေးတစ်ယောက်ဖြစ်နေနိုင်ချေရှိတယ်ဒါပါပဲတခုပြောချင်တာကတော့ဒါတွေက theory အဆင့်ပဲရှိသေးတာနော်ရာနှုန်းပြည့်တေချာသွားတာမဟုတ်ပါဘူးဖြစ်နိုင်ချေရှိတဲ့ theory ပေါ့ chapter ကိုအပေါ်ရန်ဖတ်တဲ့လူတွေဆိုရင်အော်အေး Imu နဲ့ Joy Boy တို့ဖုန်းပြောနေတာပဲလို့ပဲတွေးပြီးကြော်သွားလောက်တယ်ဆိုပေမဲ့တေချာအသေးစိတ်ကြီးတဲ့လူတွေအတွက်ကကြတော့ဒီစကားလေး2ခွန်း3ခွန်းလောက်နဲ့ Imu ကဘယ်လိုလူဖြစ်နေနိုင်လဲဘယ်အရွယ်ကိုရောက်နေကြပြီလဲဆိုတာတွေကိုတော့မှခက်မှန်းပြီးသားဖြစ်နေပါပြီကျွန်တော်အနေနဲ့ကတော့ကိုယ်တိုင်လေ့လာပြီးရှင်းပြပေးလို့ရတဲ့ဟာတွေမျိုးဆိုရင်တေချာလေ့လာပြီးအသေးစိတ်ရှင်းပြပေးတယ်အခုလိုမျိုးဂျပန်စကားနဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော့နားလေတက်ကြွတဲ့လူတွေပြောပြတာကိုတေချာလိုက်ကြည့်ပြီးပြန်ရှင်းပြပေးပါတယ်အဲ့တော့ chapter တစ်ခုကိုတိတိမမွားလေးကအစအသေးစိတ်သိချင်တယ် chapter နဲ့ပတ်သက်တဲ့ theory အကုန်လုံးကိုနားထောင်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ chapter breakdown တွေကိုအပတ်တိုင်းလာကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော် breakdown တွေကအရင်နောက်ကျတယ်အရင်ဆောင်ရတယ်ဆိုတာကိုတော့သိပါတယ်ဒါပေမဲ့အကုန်လုံးအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်တို့ breakdown ကိုဘယ်နေရာမှာမှရမှာမဟုတ်ဘူးလို့အာမခံတယ်ဒါပေမဲ့လည်းလိုရင်းတူရှင်းကိုပဲသိချင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေကိုကြိုက်မှာမဟုတ်ပါဘူး